อีลูกอะไรด้านน้องตีมาบ้านน้องไอ้ที่กองยาง တကယ်ဟိုပေါ့နော်ပုတုတကယ်လုံးဝစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ဟိုပလာကြီးပုတုဆဲတာပေါ့နော်ပုတုဘာမှမသိရအောင်အခုဆိုရင်ဒီမှာဒီကလေးလေးဒါဒီမှာဒါဥဒီမှာဥတွေထွက်နေတာကိုဒါစိတ်ကူးသားဖို့လက်ခေါ်တာပေါ့နော်ဒါမတ်မိုးပြောလိုက်တဲ့ဗီဒီယိုပိုင်းကြည့်ပြီးတော့တကယ်စိတ်မကောင်းဖြစ်တယ်တော့တရားလို့ကျွန်တော်မအေးနဲ့ဆဲတယ်ခမရဟိုပါလေဟိုပေါ့နော်ဟိုအခုပြောတဲ့လူကသူ့ရဲ့မောင်သူ့ရဲ့သားသမီးဆိုဒီလိုပြောပါမှာကျွန်တော်ကလောက်တယ်ဆိုတာနေရောညရောဆေးရုံတွေမှာလေလူတွေလိုက်ပြောကူညီပေးနေတယ်ကျွန်တော်ဘာမှမသိရဘူးကျွန်တော်တို့ကဒီအဲ့ဒါတွေရဲ့စိတ်လည်းမဝင်စားဘူးမသိလည်းမသိဘူးကျွန်တော်တို့ကဒီဟိုဗါလဲလူတွေလိုက်ပြောကူညီပေးမယ်ဟိုဗါလဲနေရောညရောအခုဆိုရင်ဟိုဒီမတ်မိုးလုံးပုံနဲ့ပေါ့နော်ကျွန်တော်လူတွေမကယ်ပေးနိုင်တော့ဘူးညာဘက်တွေရောနေဘက်တွေရောဆေးရုံကခေါ်ရင်အသေးသက်ခေါ်ရင်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်မကူညီပေးနိုင်တော့ဘူးပေါ့နော်သွေးပဲလို့ဘာပဲလို့မတ်မိုးကပေါ့နော်ကျွန်တော်အသက်အနေအထားချိန်ချောက်လာတာပေါ့နော်ဟိုပေါ့နော်ဘာဖြစ်လို့လဲပေါ့နော်ကျွန်တော်ကဟိုသူများသားသမီးကိုပေါ့နော်ဒီလိုမျိုးအဲ့လိုချိန်ချတာကြီးကြတော့ပေါ့နော်များလည်းများမိဘတွေရှိတယ်လေများသားသမီးကိုအဲ့လိုမျိုးပလိန်တိုင်းပြီးတော့ချိန်ချတာကြီးကြတော့ဟိုပေါ့နော်ဒါကိုချင်းစာပေါ့နော်ဟိုဒီနဲ့လည်းဆဲရတယ်ဖေးနဲ့လည်းဆဲကျွန်တော်ဘွားမှာလေကျွန်တော်ဘယ်သူမှမဆဲဘူးဒီလိုခက်လေးတွေကိုပြန်ကူညီရမှာလားရက်ဆိုင်ရမှာအဲ့ဒါပဲကျွန်တော်ပြောချင်တယ်ကျွန်တော်ဒီနေ့မှမကောင်းကျွန်တော်အမေကျွန်တော်အဲ့လိုမျိုးပလိန်ကိုမီကိုလိုမအေလိုအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆဲတာဟိုအစ်စ်မပြေနေဘယ်တည်းမှလည်းဖုံထားတာမဟုတ်ဘူးကျွန်တော်အားပေးတဲ့လူအားလုံးကဒါတွေကနော်ကျွန်တော်အားပေးကြတာနော်လူတွေကဲဆိုတော့ကျွန်တော်မြတ်တာနေမို့လို့ကလေးရဲ့အသက်ကိုကယ်တဲ့ပြောပြလေးကိုဟလာဒေါ်ကြီးတို့ကအခုလည်းကျေးဇူးတင်တယ်ဒါပေမဲ့ငါတို့ဘယ်လိုပဲဖြစ်တယ်ဆိုတာတော့မသိပေမဲ့ဒီကလေးပြည်သူလေးကိုခေါ်လိုက်တာနဲ့ပြည်သူလေးကလာတယ်ကိုယ့်ရက်ွက်စီးရတဲ့ရက်ွက်လေးကိုလာတဲ့အတွက်ကလေးတောင်ခဲ့တဲ့တက်ပေါင်းများတော့ကြားတယ်တို့တို့ဖုံးမှာညရတယ်တော့ပြည်သူလာတယ်ဆိုတော့ဒေါ်ကြီးတို့မထားနိုင်ဘူးကြိုပေးတာအပေး ဟုတ်လေအားကြတော့ကုတူကပြောချင်တာတခုရှိတယ်ဟုတ်ပါနော်ကိုနဲ့လည်းမသိဘူးနော်ကုတူကဆဲတယ်ဆိုတာဘယ်လိုလဲဆိုတော့ကုတူကတဲ့ line ပေါ်မှာတဲ့အဲ့လိုပေါ့နော်နာမည်ကြီးကြီးလို့တဲ့နာမည်ကြီးကြီးကိုဘာမှမသိရဘူးပေါ့နော်အဲ့ဒါပေါ့နော်ကုတူကဖြစ်ချင်တာဆဲတာကိုဘာကြောင့်မဲအိမ်နဲ့ဆဲတာတယ်ကျွန်တော်တို့ပြောလို့လည်းမဟုတ်ဘူးနော်တကောင်ကျိုးပဲတယောက်တည်းရန်ကုန်မြို့မှာတယောက်တည်းရှောက်သွားနေတာဟိုဘောနော်မအေးနေကြတော့မအေးလို့ကိုမကိုလို့ကြတော့မကောင်းဘူးကျွန်တော်အသက်20ကျော်သွားပြီကလေးအခုဘိုက်ကသူထွက်နေတဲ့ကလေးကတည်းကမဟုတ်ဘူးနောက်တဲ့မဟုတ်ဘူးတဲရောက်နေတဲရောက်နေဒီမှာမလာနိုင်ဘူးညောက်ကလာမှာနှစ်ယောက်လေးပေါ့ရှိတယ်အကောလုံးပဲကုလေးနေတာသူလေးကခေါ်သွားမှာသူလေးကခေါ်သွားမှာတော်သူကရမီရပါအနေနဲ့ဟောက်ကတယ်ဆိုတာကပုသူလေးကိုလည်းလမ်းမှာပါအမြဲတမ်းတွေ့နေတယ်ပုသူကခေါ်လို့ရှိရင်ဟုတ်ဘူးပုသူကပြောချင်တာအဲ့လိုမျိုးကြီးသူတို့ကဟိုပုသူပေါ့နော်ဟိုဒီပလိုက်တိုင်းတော့ဆွတ်လွတ်ချင်တာပေါ့နော်ဆွတ်လွတ်ပေးမယ်ပြောတာဒီခလေးလေးတွေကိုရှိတဲ့ကလေးပြီးွားရင်အကောင်လုံးကိုတာဝန်ကြည့်ပါကျွန်တော်ဆွတ်လို့တော့ဒါတွေတော့မလုပ်ချင်တော့ဘူးနော်မလုပ်ပါနဲ့ဒါလည်းမလုပ်လို့မရဘူးဒါမိသားနဲ့ဆဲတာကြတော့အဆင်မပြေဘူးဒါတော့ကြောက်လို့ဆဲတာလေဆိုတာကိုရှိဒါတော့ပြောပြမှာပေါ့နော်ဒါဆိုမပြောဘူးဟိုဗါလဲကိုမေကိုလုံးမေလို့ကြတော့မဆဲဘူးမကြားဘူးအဲ့လိုမျိုးအတန်မျိုးတွေကြတော့ကားမကြားဘူးဝင်နေတာပေါ့ဒါမှမှန်ပါဒါအဲ့ဒီပေါ်အဲ့ဘလို့ကျန်တဲ့ကလေးတွေမရှိတဲ့ကလေးတွေအညံမလို့လို့ပြောတာဒီလေးလေးမှာအဲ့ဒါဘလို့အပူနေပါမှာပါအဲ့ဒါရှိနေတယ်ဟိုဘာလို့အခုကြက်ပါကုတုပြောပြမယ်နော်အခုတစ်ခုပြောပြမယ်အခုအမပြောလို့ဟိုဘာလို့ကုတုအဲ့လိုမဟုတ်တယ်ဆိုကျွန်တော်စလို့တမျိုးကားတာကြီးပြင်လို့လေကျွန်တော်အဲ့လိုမဟုတ်ဘဲနဲ့အမပြောတယ်ဆိုရင်အမပြည့်အမခံ